မင်းသမီးလေးကိုဘဝအဆက်ဆက်ကောက်ွယ်မဲ့ကိုရန်တော်တက်မှုလေးဇလန်းရဲ့အစမှာတော့မင်းသမီးလေးကိုပြန်လည်ပို့ဆောင်ဖို့အတွက်စစ်သူကြီးကလည်းတမူးကြီးမူရီကိုအမိတ်ပေးလိုက်ပါတယ်နောက်တန်အမတ်ကလည်းမင်းကြီးအမိတ်တော်ကိုနားထောင်ဖို့ပြောလိုက်ပြီးမင်းသမီးလေးအော်စွန်ကိုအရှင်မင်းကြီးအတွက်လက်ဆောင်ပဏာအဖြစ်ပို့ဆောင်လိုက်ကြောင်းပြောတော့စစ်သူကြီးလည်းမင်းသမီးလေးကိုတေချာကြည့်နေခဲ့ပါတယ်ချောမောလာပါတဲ့မင်းသမီးလေးလည်းထွက်လာမလို့လုံးနေတော့တစ်ဖက်ရန်သူကမြားပြလိုက်တာကြောင့်အားလုံးလည်းထိတ်လန့်သွားခဲ့ပါတယ်အမိတ်တော်တိုင်းမင်းသမီးလေးကိုပြန်ပြီးခေါ်ဆောင်มาဖြစ်ကြောင်းအဲ့ဒါကြောင့်အမိတ်မနာခံတဲ့သူတွေအားလုံးတေးရမယ်လို့ပြောလိုက်ပါတယ်စစ်သူကြီးကလည်းမင်းသမီးလေးကအခုဆိုရင်သူတို့တိုင်းပြည်အတွက်ယတနာဖြစ်နေပြီမို့လို့ဘသူကမှမပေးနိုင်ဘူးလို့ပြောလိုက်ပါတယ်တစ်ဖက်ကလည်းရွေးချယ်စရာမရှိတော့တာကြောင့်တိုက်ခိုက်ကြမယ်လို့ပြောလိုက်တော့စစ်သူကြီးလည်းအမြန်ဆုံးခုခံတိုက်ခိုက်ဖို့အမိန့်ပေးလိုက်ပါတယ်တစ်ဖက်ကလည်းမီးများတွေပြစ်တိုက်ခိုက်ပြီးဒလိတုံးတွေပြစ်ချလိုက်တာကြောင့်စစ်သူကြီးလည်းမင်းသမီးလေးကိုစိတ်ပူတာကြောင့်အမြန်ဆုံးပြေးထွက်လာခဲ့ပါတယ်ကြားလာတဲ့ဒလိတုံးမီးရှိန်ကပြင်းလာကြောင့်အားလုံးကလည်းမင်းသမီးလေးကိုကာကွယ်ဖို့ကြိုးစားနေကြသလိုစစ်သူကြီးကလည်းမင်းသမီးလေးမထိခိုက်အောင်ကာကွယ်ပေးဖို့ကြိုးစားခဲ့ပါတယ်စစ်သူကြီးတို့ကလည်းမင်းသမီးလေးယထာလုံးကိုအတင်းဆွဲပြီးထွက်ပြေးသွားတာကြောင့်တစ်ဖက်ရန်သူကလည်းနောက်ကနေအသေးလိုက်ဖမ်းဖို့စ조사ခဲ့ပါတယ်။ရန်သူကယထာလုံးမောင်းတဲ့သူကိုတိုက်ခိုက်ပြီးပြစ်ချလိုက်တာကြောင့်စစ်သူကြီးလည်းစိတ်ပူပြီးရှေ့ကိုအပြေးလာခဲ့ပါတယ်။ဖြစ်ချင်တော့ရန်သူကယထာလုံးပေါ်တက်လိုက်တာကြောင့်မင်းသမီးလေးလည်းဘာလို့မှမသိထိတ်လန့်သွားခဲ့ပါတယ်။ဒီအချိန်စစ်သူကြီးတဲ့ယထာလုံးပေါ်ပြေးတက်လိုက်ပြီးရန်သူကိုတိုက်ခိုက်ကမင်းသမီးလေးကိုကယ်တင်ဖို့စ조사လိုက်ပါတယ်နောက်တော့စစ်သူကြီးလည်းသူ့ကိုဓာချင်းရှင်ဖို့စ조사နေတဲ့ရန်သူကိုစောက်ကန်ချလိုက်ပြီးယထာလုံးကိုမောင်းလာခဲ့ပါတယ်နောက်တော့ရန်သူကလိုက်လာပြီးမြင်းကျိုးကိုဖျက်လိုက်တာကြောင့်စစ်သူကြီးလည်းယထာလုံးကဘိန်းချော်ပြီးပြုတ်ကျမလို့ဖြစ်ခဲ့တာကြောင့်မနေထိန်လိုက်ရပါတယ်နောက်ယထာလုံးကကြောက်ထဲကိုပြုတ်ကျမလို့ဖြစ်နေတာကြောင့်စစ်သူကြီးလည်းကျိုးကိုကိုမှပတ်လိုက်ပြီးယထာလုံးကိုပြဲဆွဲတင်ဖို့လုပ်နေပါတယ်စစ်သူကြီးလည်းဓာတ်ကိုထောက်လိုက်ပြီးယထာလုံးကိုအာယူကဆွဲတင်ဖို့လုပ်နေတော့တစ်ဖက်ရန်သူရောက်လာတာကြောင့်တွေးပြတ်သွားခဲ့ပါတယ်စစ်သူကြီးကလည်းခီးမဆိုင်ပဲမင်းသမီးလေးကိုပြန်ဆွဲတင်နေတော့ရန်သူကမင်းသမီးလေးကိုအယိုသေးပေးလိုက်ပြီးနန်းတော်ကိုပြန်လိုက်ခဲ့ဖို့ပြောလိုက်ပါတယ်မင်းသမီးလေးကသူ့ကျင်ရတော့ဖြစ်မှာမို့လို့လိုက်ခဲ့ဖို့ပြောလိုက်တော့မင်းသမီးလေးကလည်းမလိုက်နိုင်ဘူးလို့ပြောလိုက်ပါတယ်တစ်ဖက်ရန်သူအင်ပါယာဘရင်နဲ့လက်မဆက်ပေးနိုင်တာကြောင့်စိတ်ကူးမမှားဖို့ပြောလိုက်ပါတယ်ချင်းတိုင်းပြည်ကိုအညံ့မခံစေချင်တာကြောင့်အတူပြန်လိုက်ခဲ့ဖို့ပြောလိုက်တော့မင်းသမီးလေးကလည်းတံမိုးအဆင့်ကများသူ့ကိုလာစော်ကားနေတာလားလို့မေးလိုက်ပါတယ်နောက်တော့တံမိုးကလည်းဓာတ်ကိုထုတ်လိုက်ပြီးကျိုးကိုပြန်ဆွဲလာတာကြောင့်စစ်သူကြီးလည်းဘာများလုပ်မလဲဆိုပြီးရင်တမမဖြစ်နေပါတယ်စစ်သူကြီးကလည်းဒုတာဝင်ကမင်းသမီးလေးကိုကယ်တင်ဖို့ဖြစ်တယ်လို့ပြောလိုက်တော့တံမိုးကလည်းအတူတူတာဝန်ကိုပြီးမြောက်အောင်ဆောင်ရွက်ကြမယ်လို့ပြောလိုက်ပါတယ်နောက်နှစ်ယောက်သားမင်းသမီးလေးကိုကယ်တင်ဖို့လုပ်နေရင်ဓာချင်းရှင်ကအချင်းချင်းတိုက်ခိုက်ကြပါတယ်တိုက်ခိုက်နေတော့အချိန်လျှော့သွားပြီးမင်းသမီးလေးယထာလုံးကပြုတ်ကျမလို့ဖြစ်သွားတာကြောင့်နှစ်ယောက်သားအသေးအံဆွဲတင်ခဲ့ပါတယ်မင်းသမီးလေးကိုဆွဲတင်လိုက်ရင်စစ်သူကြီးကတစ်ဖက်တက်မှုခေါင်းကိုဖျက်ဖို့စ조사သလိုတခါတည်းညီကုန်းချုပ်သွားအောင်တိုက်ခိုက်ဖို့စ조사ခဲ့ပါတယ်နှစ်ယောက်သားသူတပြန်ကိုတပြန်ခုံးနေကြရင်ကျိုးလွတ်သွားတာကြောင့်အသေးအံပြန်ဆွဲနေရသလိုစစ်သူကြီးကလည်းတစ်ဖက်ရန်သူခုတ်ထဲနေတဲ့ကြားကမင်းသမီးလေးကိုကယ်တင်ဖို့အသက်လွတ်နေခဲ့ပါတယ်အဲ့အချိန်တစ်ဖက်တက်မှုကလည်းအလျှော့ပေးလိုက်ပြီးမင်းသမီးလေးကိုကာကွယ်ပါလို့ပြောလိုက်တာကြောင့်စစ်သူကြီးလည်းအံ့ဩသွားခဲ့ပါတယ်နောက်နှစ်ယောက်သားလက်ယုံချင်းရှင်နေတာကိုရပ်လိုက်ပြီးမင်းသမီးကိုကယ်တင်ဖို့ပြောလိုက်ပါတယ်နောက်တော့ယထာလုံးကပြုတ်ကျသွားပြီးမင်းသမီးလေးကလည်းကြောက်လန့်ကြအကူကြီးတောင်းနေတော့နှစ်ယောက်သားအတကုံပြေးသွားကြပါတယ်စစ်သူကြီးလည်းမင်းသမီးလေးလက်ကိုဖမ်းဆွဲလိုက်ပြီးယထာလုံးပေါ်ကနေဆွဲခေါ်လိုက်ကနှစ်ယောက်သားကြောက်ထဲကိုဆင်းသွားခဲ့ပါတယ်နှစ်ယောက်သားကြောက်ထဲကိုဆင်းလာပြီးတော့အသက်ရှင်မလားဒါမှမဟုတ်တခုခုဖြစ်မလားဆိုတာကိုစိုးရင်ကြီးစွာဖြစ်နေခဲ့ပါတယ်ဖြစ်ချင်တော့အိမ်မက်ကနေနိုးထားလာတာဖြစ်ပြီးတော့သူကလည်းခြောက်ချားစရာအိမ်မက်ကနေနိုးထားလာတာကြောင့်ကြောက်လန့်နေခဲ့ပါတယ်အဲ့လိုပုံစံမျိုးတွေခဏခဏမှတ်နေတာကြာပြီမို့လို့နည်းနည်းတော့ထူးဆန်းပေမဲ့ဘာအကြောင်းကြောင့်မှတ်နေလဲဆိုတာကိုတော့စဉ်းစားမရဖြစ်နေခဲ့ပါတယ်ဘာကြောင့်မင်းသမီးလေးကိုကယ်တင်သွားတဲ့စစ်သူကြီးတယောက်လိုတံမိုးတယောက်လိုမှတ်နေတာကြောင့်တော်ရုံအိမ်မက်တော့မဟုတ်ဘူးလို့တွေးနေခဲ့ပါတယ်နောက်အိမ်မက်ထဲမှာမင်းသမီးလေးနဲ့အတူကြောက်ထဲကိုပြုတ်ကျသွားတာကိုပကြီးဆွဲနေပြီးတော့မင်းသမီးလေးပုံကိုတေချာဖော်နေခဲ့ပါတယ်နောက်တော့တငယ်ချင်းဖြစ်တဲ့ဝီလီယံရောက်လာပြီးတော့ရောက်လာကြတဲ့ကပင်လယ်အကြောင်းကိုတောက်လျှောက်ပြောနေသလိုသူ့ကိုလည်းခက်စိမ့်စိမ့်ဖြစ်နေတာကြောင့်ဘာတွေဖြစ်နေတာလဲလို့မေးလိုက်ပါတယ်မနစ်ကရှာဖွေရေးပတ်စံတဝက်လောက်လဲကြံနေပြီးတော့ project ကလည်းမပြီးသေးတာကြောင့်ဘာတွေလုံးလို့လုံးဝမှန်းမသိဖြစ်နေတယ်လို့ပြောလိုက်ပါတယ်နောက်ငွေလိုနေတာကြောင့်
တိုက်ခန်းကိုရောင်းပြီးဒီကိုရွှေ့လာတာလို့ပြောလိုက်တော့တကယ်ချင်းကလည်းအိမ်ကတော်တော်ခမ်းနားတယ်လို့ပြောလိုက်ပါတယ်နောက်တကယ်ချင်းကလည်းငွေကြေးပြဿနာကိုဖြေရှင်းပေးဖို့အမေရိကကနေပြန်လာတာလို့ပြောလိုက်ပြီးဘာမှစိတ်မပူဖို့ပြောလိုက်ပါတယ်နောက်တော့ဂျက်ကိုစွမ်းငင်အားစမ်းကျင်ရင်သူတေသနာအဖွဲ့အစည်းတစ်ခုနဲ့မိတ်ဆက်ပေးလိုက်တာကြောင့်ဂျက်လည်းအံ့ဩတွားခဲ့ပါတယ်နောက်တော့ဒေါက်တာစမစ်ကလည်းသူတို့ဖန်တီးထားတဲ့သူတေသနာလုပ်ငန်းတွေအကြောင်းအသေးစိတ်ရှင်းပြပြီးတော့လုပ်ငန်းရှင်ရောလေပတ်မှုနှုံးတွေအကြောင်းပြသတာကြောင့်ဂျက်စိတ်ဝင်စားသွားခဲ့ပါတယ်ရလက်ကိုလည်းပြလိုက်ရောအတော်ဈေးကြီးတဲ့စမ်းသပ်မှုတစ်ခုဆိုတာဂျက်သဘောပေါက်သွားပြီးလက်ခံနိုင်စွမ်းလဲနေပါသလိုနောက်ပြီးတော့တက်ရှိတွေရဲ့ပေါ်မှာလည်းစမ်းသပ်လို့မရဘူးလားလို့မေးလိုက်ပါတယ်လုပ်ငန်းလေပတ်မှုအရှိန်အတိုင်းအတိုင်းမှာဘယ်တက်ရှိမှလေပတ်လို့မရတာလို့ပြောလိုက်တော့ဂျက်လည်းစဉ်းစားသွားခဲ့ပါတယ်ဂျက်ကလည်းသူကသူရေတနာသမားဖြစ်တာကြောင့်တကယ်ချင်းဖြစ်သူသိပ္ပံပညာရှင်ကြီးကိုဘယ်လိုကူညီရမှာလဲလို့မေးလိုက်ပါတယ်ဂျက်ရေးထားတဲ့စောင်းပါတစ်ခုကိုတွေးလိုက်ကြောင်းအဲ့ဒါကလွန်ခဲ့တဲ့အနှစ်2000လောက်ကဘရင်တစ်ပါးကွယ်လွန်သွားပြီးတော့အသက်ပြန်ရှင်လာတာကြောင့်အဲ့အရေးကိုစိတ်ဝင်စားတယ်လို့ပြောလိုက်ပါတယ်အရေးသားကတိတ်ကိုဆွဲဆောင်နိုင်တယ်လို့ပြောလိုက်တော့ဂျက်လည်းအဲ့ဒါကဒဏ္ဍာရီတသက်ဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်ဝီလီယံကလည်းဘာပဲဖြစ်ဖြစ်စိတ်ကူးရင်တာကစဉ်းစားစရာဖြစ်ကြောင်းလေရင်တွေရောလက်ကပါအကြောင်းတွေရောပါတာမို့လို့စိတ်ဝင်စားစရာကောင်းတယ်လို့ပြောလိုက်ပါတယ်ကွန်ပျူတာနဲ့ digital နည်းပညာခေတ်ကိုလည်းရောက်နေတာမို့လို့အခုကိစ္စကိုသာအကောင့်ထဲဖော်နိုင်မယ်ဆိုရင်လူသားသမိုင်းကိုလုံးဝပြောင်းလဲပြစ်နိုင်မှာလို့ပြောလိုက်ပါတယ်တကယ်လူသားတွေအတွက်လိုအပ်တာမို့လို့စဉ်းစားကြည့်ပေးဖို့ပြောလိုက်တော့ဂျက်ကလည်းသူတငယ်ချင်းဖြစ်သူကအမြဲတမ်းကြီးကြီးကျယ်ကျယ်တွေကိုလှုပ်လေရှိတာကြောင့်နားလေကြောင်ပြောလိုက်ပါတယ်ပြီးတော့ရှေးဟောင်းကူတွေထဲကိုဘယ်သူမှမဝင်ဖူးသေးတာလို့ပြောလိုက်ပြီးလုံနေတာကသမိုင်းပညာရှင်ဖြစ်တာကြောင့်ဘယ်တော့မှဂုဏ်ဖောက်ဘူးလို့ပြောလိုက်ပါတယ်နောက်ဂျက်ကလည်းအဖြစ်အပျက်တွေကိုမမေးနိုင်သေးကြောင်းပြောလိုက်ပြီးတငယ်ချင်းနှစ်ယောက်သာမစောရတာကြာပြီမို့လို့ကစားရအောင်လို့ပြောလိုက်ပါတယ်နှစ်ယောက်စောလိုက်ကြရင်ဝီလီယံကမစောတာတော့ကြာပြီမို့လို့လက်ရည်တွေကြားနေပြီလို့ပြောလိုက်ပါတယ်သူ့အကြောင်းကိုမမေးဖို့ပြောလိုက်ပြီးအခုတလောမင်းသမီးလေးတယောက်အကြောင်းအိမ်မက်မှန်းနေတယ်လို့ပြောလိုက်ပါတယ်တောက်လျှောက်ဆွဲလန်းနေပြီးအိမ်နေတဲ့အချိန်မှာတော့မင်းသမီးလေးအော်စွန်းနမယ်ကိုပဲခေါ်နေမိတာကြောင့်မီနီကတိသွားရင်မလွယ်ဘူးလို့ပြောလိုက်ပါတယ်။နောက်ဝီလီယံကလည်းအလောကိစ္စပြန်ပြောကြရအောင်လို့ပြောလိုက်ပြီးဂျက်ကလည်းအမြဲတမ်းမဖြစ်နိုင်တာကိုတွေးနေပြီးလုံနေတဲ့ကောင်မို့လို့အခုကိစ္စလည်းမဖြစ်နိုင်စရာမရှိဘူးလို့ပြောလိုက်ပါတယ်။ဂျက်ကတောက်လျှောက်ပြင်းနေတာကြောင့်အနောက်ကနေအတင်းလိုက်သွားပြီးတော့ဒဏ္ဍာရီလာမဟုတ်ဘူးဆိုတာကိုတက်သေးပြဖို့ပြောလိုက်ပြီးနှစ်ယောက်အတူတူအလုပ်လုပ်ဖို့ပြောလိုက်ပါတယ်။နောက်တနေ့တငယ်ချင်းနှစ်ယောက်သာဘုရားဝေးပြုဖို့တွားနေရင်ရှောင်းလန်းကအရန်ပူနေတာကြောင့်ဂျက်လည်းထွက်ပြေးလာပြီးတော့မလုံနိုင်တော့ဘူးလို့ပြောလိုက်ပါတယ်ဖြစ်ချင်တော့သူထက်ဝီလီယံကပိုဆိုးနေတာကြောင့်ဂျက်လည်းစိတ်ညစ်သွားပြီးနောက်တစ်ခါအားကစားမများလုပ်ဖို့ပြောလိုက်ပါတယ်နောက်တကယ်ချင်းနှစ်ယောက်သားအထက်ကိုဆက်လျှောက်သွားဖို့ပြောလိုက်ပြီးနေရာမရမှာကြောင့်အများဆုံးသွားဖို့ပြောလိုက်ပါတယ်အပေါ်လဲရောက်ရောပလီစီယာကအခါတော်ပေးနေတာကိုတွေ့ပြီးဝီလီယံကလည်းအဲ့ဒါကပြန်တန်းနိုင်တဲ့လူသားလားလို့ဂျက်ကိုမေးလိုက်ပါတယ်လေပေါ်လဲပြန်သက်သွားတော့အားလုံးဟာအယိုသေးပေးလိုက်တာကိုကြည့်ပြီးတကယ်ပြန်တန်းနိုင်တဲ့လူသားဆိုပြီးအထိုးအဆန်းဖြစ်နေခဲ့ပါတယ်နှစ်ယောက်သားကြောတဲ့လူတွေရဲ့နားကိုဝင်လိုက်ပြီးဂျက်ကလည်းဝီလီယံကိုခေါ်လိုက်ပြီးအပေါ်ကိုပြေးတက်ဖို့ပြောလိုက်ပါတယ်ကြောက်ထွေးထားတဲ့လက်ရတွေကိုကြည့်ပြီးသဘောကျနေသလိုဂျက်ကလည်းအထဲမှာဗာများထပ်ပြီးထူးထူးဆန်းဆန်းရှိနေမလဲဆိုပြီးလိုက်ရှာနေခဲ့ပါတယ်နောက်ဂျက်တို့လည်းအထဲကိုဝင်လာရင်ကြောက်ခေါင်းတလောက်ကြီးတစ်ခုလေပေါ်လွှင့်နေတာကြောင့်ဓာတ်ပုံမှတ်တမ်းအရယူလာခဲ့ပါတယ်ဂျက်ကလည်းမှတ်တမ်းယူနေရင်ကြောက်စာတွေကိုတေချာဖတ်နေသလိုချင်းတိုင်းပြည်အကြောင်းကိုရေးထားတာဖြစ်ပြီးတော့မင်းကြီးကိုစသဖို့အတွက်မင်းသမီးလေးကိုအသက်ဆုတ်ကယ်တင်လိုက်တဲ့တန်မိုးအကြောင်းကိုဖွဲ့နဲ့ရေးထားတာကြောင့်လဲဂျက်ကစိတ်ဝင်စားနေသလိုတစ်ဖက်မှာလည်းဝီလီယံကဂျမ်မတိအောင်ဗဘူးကိုထွင်းထုံနေခဲ့ပါတယ်တန်မိုးလေးကိုဒါလက်ဆောင်ပေးခဲ့တဲ့အကြောင်းဖတ်နေတော့ဝီလီယံထူထွင်းနေတာကိုမြင်လိုက်ရတော့မလုပ်ဖို့လန်တာလိုက်ပါတယ်အဲ့အချိန်မှာကြောက်ခေါင်းတလားကြီးရုတ်တရက်ပြုတ်ကျလာတာကြောင့်ဂျက်ကလည်းအမြန်ရှောင်လိုက်ရင်ဝီလီယံကိုဘာလုပ်လိုက်တာလဲလို့မေးလိုက်ပါတယ်ဝီလီယံကလည်းထူးဆန်းတဲ့ကြောက်တုံးအကြောင်းပြောနေပြီးသူအဲ့ကြောက်တုံးကိုယူလိုက်တာနဲ့ကြောက်ခေါင်းတလားကြီးကဘာလို့ပြုတ်ကျလာတာလဲလို့မေးလိုက်ပါတယ်ဂျက်လည်းလှဲကြည့်လိုက်ရင်ရုတ်တရက်မင်းသမီးလေးပကြီးကားကိုမြင်လိုက်တာကြောင့်အိမ်မက်ထဲကအတိုင်းတထက်ထဲတူနေတာကြောင့်ဝမ်းသာတွားခဲ့ပါတယ်ဖြစ်ချင်တော့ဘရင်ကြီးကမင်းသားဒဲဆွန်းကိုလက်ဆောင်ပေးဖို့မင်းသမီးလေးပကြီးကားကိုပုံတူရေးဆွဲခိုင်းထားပေမဲ့မင်းသမီးလေးကလုံးဝမပြောင်းတာကြောင့်ပကြီးစီယာလည်းစိတ်ညစ်နေခဲ့ပါတယ်ရောက်လာကလေးကမင်းသမီးလေးဟာလုံးဝမပြောင်းတာကြောင့်ထူးဆန်းနေသလိုရုတ်တရက်တန်မိုးမုံရွေးရောက်လာတာနဲ့မင်းသမီးလေးပြုံးသွားတာကြောင့်အားလုံးလည်းအံ့ဩတွားခဲ့ပါတယ်မင်းသမီးလေးပြုံးလိုက်တာကိုအမြန်ရေးဆွဲထားတာဖြစ်ပြီးဂျက်တယောက်လည်းအိမ်မက်မှန်းနေတာကြောင့်ဝီလီယံအတင်းနှိုးလိုက်ရပါတယ်နောက်စစ်တီအချို့ဝင်လာပြီးဂျက်တို့ကိုလာတိုက်တာကြောင့်ဂျက်လည်းပြန်လဲခုခံလိုက်ပါတယ်
မြားနဲ့ထိုးဖို့စ조사နေတာကြောင့်ဂျက်လဲအမြန်ရှောင်လိုက်ပြီးရန်သူကိုပြန်လည်တိုက်ခိုက်ဖို့ပြင်မာတော့တယ်။နောက်တငယ်ချင်းနှစ်ယောက်သားပူးပေါင်းပြီးတော့ရန်သူတွေကိုပေါင်းတိုက်ကအနိုင်ယူဖို့စ조사ပါတော့တယ်။တိုက်ခိုက်နေရင်ဝီလီယံလည်းမာမီရုပ်အလောင်းကိုတွားထိမိသလိုဂျက်ကလည်းတစ်ဖက်ကအတကုံတိုက်နေတာကြောင့်သူလည်းအာသွန်ခွန်ဆိုင်ပြန်လည်တိုက်ခိုက်ခဲ့ရပါတယ်။ဝီလီယံလည်းရှောင်းမလို့လုံးနေတဲ့ကြားကပဲအလောင်းကြီးမျက်နှာကိုတွားထိမိတာကြောင့်စိတ်ညစ်ပေမဲ့အချင်းတွေမကောင်းတာကြောင့်ဝင့်နေခဲ့ပါတယ်။ဖြစ်ချင်တော့ဂျက်လည်းစစ်တီတော်နှစ်ယောက်ကိုအပြိုင်တိုက်နေတာကြောင့်ဖက်ဖက်မောနေသလိုတေမာကိုလည်းကြောက်နေတာကြောင့်အတကုံပြန်တိုက်နေပါတော့တယ်။ချက်လည်းအနိုင်မခံအရှုံးမပေးစစ်တီတွေကိုသူတပြန်ကိုတပြန်အာသွန်ခွန်ဆိုင်အတကုံတိုက်ခိုက်နေရင်အသက်လူနေရပါတယ်။နောက်တော့ဂျက်တယောက်တိုက်ခိုက်နေရင်စစ်တီတယောက်ကိုလှန်နဲ့ချိန်ထားတာကြောင့်တမဆိုတာကြောင့်ကြောက်လန့်နေခဲ့ပါတယ်။စစ်တီတော်တွေကလည်းဖျားเจ้าလေးကိုဘာလာလောက်တာလဲလို့မေးလိုက်တော့ဂျက်ကလည်းရန်ရှာဖို့မဟုတ်ကြောင်းကိစ္စတစ်ခုရှိတာကြောင့်လာတယ်လို့ပြောလိုက်ပါတယ်။ခေါင်းတလက်ကိုပြတ်စည်းစေဖို့မရည်ရွယ်ဘူးလို့ပြောလိုက်ရင်ဝီလီယံကနောက်ကနေရိုက်လိုက်တာကြောင့်ရန်သူလဲကျသွားခဲ့ပါတယ်။ဂျက်ကလည်းနောက်ဘသူ့ကိုမှမထိဖို့ပြောလိုက်သလိုဘာပစ္စည်းကိုမှလည်းမယူဖို့ဝီလီယံကိုသတိပေးလိုက်ပါတယ်။နောက်ပြုတ်ကျသွားတဲ့ပလေဆီယာကလည်းဂျက်တို့ကိုလက်ညှိုးထိုးပြလိုက်တာကြောင့်ဂျက်တို့လည်းကြောက်လန့်ပြီးအတကုံထွက်ပြေးသွားခဲ့ပါတယ်။နှစ်ယောက်သားပြေးဆင်းလာကြရင်လူအုပ်လိုက်ကြီးကိုမြင်လိုက်ရတာကြောင့်ဂျက်တို့လည်းအတကုံလူပြေးပါတော့တယ်။ဂျက်တို့ပြေးနေရင်နောက်ကနေအတကုံလိုက်ပြေးနေတာကြောင့်ဝီလီယံတို့ကလည်းဂျက်စီမှာအခြားနီလန်မရှိတော့ဘူးလားလို့မေးလိုက်ပါတယ်။နောက်တော့ဂျက်တို့ပြေးလာရင်ရဟန်းရင်တစ်စင်းကိုမြင်တာကြောင့်ဝီလီယံလည်းအတကုံပြေးသွားသလိုဂျက်ကလည်းရန်သူတွေကိုတားထားလိုက်ပါတယ်။ပြောနေရင်ရန်သူတွေကကြောက်လုံးတွေကိုကောက်ပြီးပြစ်နေတာကြောင့်ဂျက်လည်းအခြေအနေမကောင်းတာကြောင့်ရဟရင်ပေါ်အတင်းပြေးတက်ဖို့လောက်နေရင်ကန်ဆိုးကျင်တော့ရဟရင်ကပြန်တက်သွားတာကြောင့်ဂျက်ကတော့ကြံနေခဲ့ပါတယ်ဂျက်လည်းအခြေအနေမကောင်းတာကြောင့်ကြောက်ကဘားတွေပေါ်တစ်ခုပြီးတစ်ခုကူသွားရင်ရန်သူလက်ကနေလွှတ်မြောက်ဖို့စ조사ပါတော့တယ်ဂျက်တယောက်ထွက်ပြေးနေတဲ့ဂျက်ကရန်သူတွေကခဲတွေနဲ့ဝိုင်းပစ်တာကြောင့်တေလူနီပါအလူလဲခံစားနေရပါတယ်နောက်တော့ဂျက်တယောက်ပြေးလွှားရင်ရေထဲကိုခုန်ဆင်းလိုက်တော့ချင်းတန်မိုးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ဂျက်တယောက်ကူးခတ်နေရင်မင်းသမီးလေးကိုလိုက်ရှာနေရင်တခုခုဖြစ်သွားမှာကိုစိတ်ပူနေခဲ့ပါတယ်။အဲ့အချိန်မေလဲနေတဲ့မင်းသမီးလေးကိုမြင်လိုက်ရတော့ဂျက်တယောက်လည်းပြေးဆဲကကဲတင်လိုက်ပါတယ်။မင်းသမီးလေးလည်းသတိရလာရောဂျက်ကသူ့ရဲ့စောက်ရှောက်မှုအားနေတာကြောင့်အခုလိုမျိုးဖြစ်ရတာပါလို့ပြောလိုက်ပြီးတောင်းပန်လိုက်ပါတယ်။အဲ့အချိန်ရန်သူတွေဝင်ရောက်လာတာကြောင့်တန်မှုလည်းမင်းသမီးလေးကိုကာကွယ်ဖို့ရန်သူတွေကိုတွန်းလှန်တိုက်ခိုက်ခဲ့ပါတယ်။ဆိုတော့ကတန်မှုကိုဝိုင်းပြီးအသေးတိုက်နေတာကြောင့်တန်မှုလည်းအသက်ကိုကာကွယ်နေရသလိုမင်းသမီးလေးတစ်ခုခုဖြစ်မှာကိုစိုးရင်နေရပါတယ်။နောက်မင်းသမီးလေးကိုဓာတ်နဲ့ချိန်ထားလိုက်ပြီးဓာတ်မချရင်တက်ပြစ်မယ်လို့ပြောလိုက်တာကြောင့်တန်မှုလည်းဓာတ်ကိုချဖို့စ조사တဲ့အခါမင်းသမီးလေးကမလုပ်ဖို့ပြောလိုက်ပြီးတကယ်လို့တယောက်ဖက်အသက်ရှင်ရမယ်ဆိုရင်တန်မှုပဲအသက်ရှင်ပါလို့ပြောလိုက်ပါတယ်။နောက်တော့ဂျက်တယောက်ဓာတ်ကိုချလိုက်တော့ရန်သူကလည်းခက်မမြန်ပဲဂျက်ကိုဓာတ်နဲ့ထိုးလိုက်ပါတယ်။ဂျက်လည်းရန်သူတွေကိုရှင်းရင်နောက်ဆုံးမင်းသမီးလေးကိုကယ်တင်ရင်ဒဏ်ရာကနာလာတာကြောင့်မင်းသမီးလေးလည်းစိတ်ပူသွားပါတယ်မင်းသမီးလေးကဘာလို့သူ့အတွက်အလောက်တောင်ပေးဆက်ရတာလဲလို့မေးလိုက်တော့ဒါကရန်သူသွေးကိုတောက်ရမှာဖြစ်ကြောင်းချန်နာတွေကဘရင်ကိုကာကွယ်သလိုမင်းသမီးလေးကိုလည်းကာကွယ်ဖို့တာဝန်ရှိတယ်လို့ပြောလိုက်ပါတယ်မင်းသမီးလေးကလည်းတိုင်းပြည်ရတနာဖြစ်တာကြောင့်ကာကွယ်ပေးရမယ်လို့ပြောလိုက်တော့မင်းသမီးလေးကလည်းတန်မိုးသားအနားမှာရှိမယ်ဆိုရင်ဘာမှမကြောက်တော့ဘူးလို့ပြောလိုက်ပါတယ်နောက်တော့တန်မိုးလည်းဒီမှာစက်နေလို့မရတော့ကြောင်းအမြန်သွားရတော့မယ်လို့ပြောလိုက်ရင်လဲကျသွားခဲ့ပါတယ်မင်းသမီးလေးလည်းတန်မိုးတယောက်တတိလစ်နေတာကြောင့်တန်မိုးတတိရဖို့အတွက်တန်းနိုင်သမျှကြိုးပမ်းနေခဲ့ပါတယ်ဂျက်တယောက်တတိလည်းရလာရောဒဏ်ရာတွေကလည်းနာကျင်နေသလိုသွေးဆိုးနေတဲ့အဝိစားတွေကိုဆေးနေတဲ့မင်းသမီးလေးကိုမြင်လိုက်ရတော့စိတ်မကောင်းဖြစ်သွားခဲ့ပါတယ်အဲ့လိုနဲ့ဂျက်တယောက်ခြေထဲမျောလာတာကိုအမျိုးသမီးတယောက်ကမြင်သွားပြီးသူ့စင်လေးကိုကယ်တင်ဖို့ပြောလိုက်ပါတယ်သတိလင်းနေတဲ့ဂျက်ကိုကြည့်ပြီးစင်ကလည်းအမြန်ဆုံးသတိရလာဖို့စ조사နေသလိုအမျိုးသမီးကလည်းဘလို့ကဲတင်ရင်ကောင်းမလဲလို့စဉ်းစားနေခဲ့ပါတယ်ဂျက်တယောက်သတိရလာရောခန္ဓာကိုယ်အချိုးအစားတိတ်ကိုလှပတဲ့မိန်းကလေးတယောက်ကိုမြင်လိုက်ရတော့စိတ်တွေလှုပ်ရှားသွားခဲ့ပါတယ်ဖျားကြောင်တစ်ခုကိုရောင်းနေတာလေသတိထားမိလိုက်သလိုအမျိုးသမီးငယ်လေးတွေအများကြီးမြင်လိုက်ရတာကြောင့်စိတ်ထဲထူးဆန်းနေခဲ့ပါတယ်နောက်တော့အမျိုးသမီးကဒဏ်ရာတော်တော်ပြင်းသလိုရေစီးနဲ့အတူပါလာတာကြောင့်အန်ဒီရများတယ်လို့ပြောလိုက်ပြီးဇက်ကလည်းသူ့ဓာတ်ကိုမေးလိုက်ပါတယ်ဒါကဘယ်နေရာလဲလို့မေးလိုက်တော့တိုင်းပညာမွေးဖွားရာနယ်မြေဖြစ်ကြောင်းပြီးတော့နှစ်ထောင်လောက်ခဲကရှိနေခဲ့တာလို့မေးလိုက်ပါတယ်ဂျက်လည်းခေါင်းဆောင်ကိုမြင်တော့ဂါရပြုတ်လိုက်ပြီးဒါစားမှလောက်ခဲတဲ့အရာတွေကိုကြားကြောင်းဒါစားခေါင်းတလားကိုဖျက်ဆီးပစ်လိုက်တယ်လို့ပြောတော့ဂျက်ကလည်းမရည်ရွယ်ခဲ့ဘူးလို့ပြောလိုက်ပါတယ်ခ
တ်တာကလူတွေကစိတ်ကျင့်စဉ်ကိုနားမလဲပဲလူတွေလေပေါ်မှာပြန်လာတော့ပဲစိတ်ဝင်စားပြီးအားထားနေတာခက်တယ်လို့ပြောလိုက်ပါတယ်စိတ်ကျင့်စဉ်ဆိုတာခေါင်းမောက်ပြီးကျင့်ရတဲ့အရာမဟုတ်ကြောင်းပြောလိုက်ပြီးခေါင်းငုပ်ပြီးတော့တေချာအားစိုက်ကျင့်ကြံရတာလို့ပြောလိုက်ပါတယ်နောက်ဓာတ်ကိုကြည့်လိုက်ပြီးဒါကတာမန်ဓာတ်မဟုတ်ကြောင်းပြောလိုက်ပြီးပိုင်ဆိုင်ထားတာကံကောင်းတယ်လို့ပြောလိုက်ပါတယ်နောက်ချက်ကလည်းဒါကသူ့ဓာတ်မဟုတ်သလိုတိုက်ခိုက်ဖို့လည်းရည်ရွယ်ထားတာမဟုတ်ဘူးဆိုပြီးအတင်ညင်းလိုက်ပါတယ်အဲ့ဒါနဲ့ဂေါ်ရန်ကိုတိုက်ခိုက်ဖို့အမိတ်ပေးလိုက်တာကြောင့်တစ်ဖက်ကလည်းအတင်တိုက်ခိုက်လာတာကြောင့်ချက်လည်းမတိုက်ခိုက်ခြင်းပဲတိုက်ခိုက်ခဲ့ရပါတယ်ချက်လည်းတစ်ဖက်ကဓာတ်သွားလာကိုကြည့်ပြီးအတိတ်ဘဝကအကြောင်းတွေကိုပြန်အမှတ်ရကချင်းတန်မှုတယောက်ဖြစ်ဓာတ်ကိုပြန်ကင်လိုက်ပါတယ်ချက်လည်းမထင်မှတ်ထားလောက်အောင်ဓာတ်ကိုကျွမ်းကျွမ်းကျင်ကျင်ကင်တွယ်နေတာကြောင့်အန်အောနေသလိုရန်သူကိုရှင်နိုင်တာကြောင့်လည်းမယုံနိုင်ဖြစ်နေခဲ့ပါတယ်တစ်ဖက်ရန်သူကလည်းဓာတ်ကင်ကျွမ်းကျင်ပြီးခုခံတိုက်ခိုက်နိုင်တာကြောင့်ချက်တယောက်လည်းအတိတ်ဘဝတုန်းကတိုက်ခိုက်ခဲ့သလိုမျိုးအလူးလည်းတိုက်ခိုက်နေရပါတယ်ချက်ရဲ့တိုက်ရိုက်ခိုက်ရည်ကိုကြည့်ပြီးခေါင်းဆောင်ကလည်းသဘောကျနေသလိုချက်တယောက်ဝိုင်းရင်ဓာသမားတယောက်လိုရှင်ပြိုင်နေတာကြောင့်လည်းမယုံနိုင်ဖြစ်နေခဲ့ပါတယ်နောက်ဆုံးဂျက်လဲနိုင်ရသွားရောလုံသားတွေကအဖြေကိုသိပြီလားလို့မေးလိုက်တော့ဂျက်လဲသူ့ကိုသူတော်မယုံနိုင်ဖြစ်ခဲ့ရပါတယ်ဒါနဲ့တစ်ထပ်ထဲကြာသွားတာကြောင့်ဘွာဟောင်းကဆက်နွယ်မှုလို့ပြောလိုက်တော့ဂျက်လဲအတိတ်ဘဝတွေဘာတွေဆိုတာတကယ်ရှိရလားလို့မေးလိုက်ပါတယ်ဂျက်လဲတမူကြီးတယောက်အကြောင်းနဲ့မင်းသမီးလေးတယောက်အကြောင်းကိုမကြာခဏအိမ်မက်မှတ်လေးရှိကြောင်းအတိတ်ဘဝများဆက်ဆက်နေမလားဆိုတာကိုမသိနိုင်ဘူးလို့ပြောလိုက်ပါတယ်မင်းသမီးလေးပကြီးကားကိုလည်းဂူထဲမှာတွေးလိုက်ရတော့စိတ်တွေရှုပ်သွားတယ်လို့ပြောလိုက်ကဆရာကလည်းအိမ်မက်ဆက်နွယ်နေမလားဆိုတာတေချာအဖြေရှာရမယ်လို့ပြောလိုက်ပါတယ်အိမ်မက်ဆိုတာစိတ်ကူးလည်းဖြစ်နိုင်တယ်လို့အတိတ်ကစစ်မှန်လည်းဖြစ်နိုင်တာကြောင့်အခုဘဝမှာတကယ်ထင်နေတာလို့ပြောလိုက်ပါတယ်မင်းသမီးလေးတယောက်တည်းကိုပဲအိမ်မက်မှန်းနေတာကလုံသားထဲမှာတင်းစီထားတဲ့လက်ဆိုင်တဲ့အရာပေါ်ထွက်လာတာလို့ရှင်းပြလိုက်ပါတယ်ဂျက်ကသူဘာလို့ရမလဲလို့မင်းသမီးလေးကိုမေးလိုက်ပါတယ်မင်းသမီးလေးကဘာကိုပြောချင်တာလဲလို့မေးလိုက်တော့ဆရာကလည်းအဖေကိုတယောက်တည်းရှာရမယ်လို့ပြောလိုက်ပါတယ်မင်းသမီးလေးလည်းနိုးလာရောအပြင်မှာအရန်အေးနေတာကြောင့်တမူးကြီးမုံကြီးကိုအထဲဝင်လာဖို့ပြောလိုက်ပါတယ်နောက်တမူးကြီးကအေးခဲပြီးလဲကျသွားတာကြောင့်မင်းသမီးလေးလည်းတက်တလောက်အပူပေးလိုက်ပြီးတမူးကြီးကိုကယ်တင်ဖို့ကြိုးစားလိုက်ပါတယ်နောက်တမူးကြီးပြန်သတိရလာတော့မင်းသမီးလေးလည်းဝမ်းသာသွားပြီးတမူးတယောက်အသက်ပြန်ရှင်းနိုင်အောင်နီလန်မျိုးစုံတုံးကကြိုးစားပါတော့တယ်တမိုးအဖြစ်ကိုကြည့်ပြီးမင်းသမီးလေးလည်းစိတ်မကောင်းလွန်းတာကြောင့်ငိုကြွေးနေသလိုနောက်ထပ်အဆက်သိခါကိုလည်းမစင်စားနိုင်တော့ပဲအတွင်းကဝိတွေကိုချုပ်ကတမိုးကိုအတင်းဖိလိုက်ပြီးအနှွေးထပ်ပေးဖို့ကြိုးစားခဲ့ပါတယ်အခြားဘာမှလည်းမလိုအပ်သလိုသူ့မှာတမိုးကလွယ်ပြီးဘာမှမရှိတော့တာကြောင့်အနာကနေမထွက်သွားဖို့တောင်းဆိုလိုက်ပါတယ်တမိုးလည်းသတိရလာရောမင်းသမီးလေးကရင်ဝင်နဲ့ရောက်နေတာကြောင့်တမိုးလည်းအစင်တန်းချင်းမတူတာကြောင့်လန့်သွားခဲ့ပါတယ်တမူလေးကတော့အားနာပေမဲ့မင်းသမီးလေးကတော့နှစ်ယောက်တည်းရှိနေတာကဘာမှချုံနိုင်မှုမရှိသလိုလောလန့်နေတာကြောင့်သဘောကျတယ်ဆိုပြီးပြောနေခဲ့ပါတယ်။နောက်မင်းသမီးလေးလည်းသူ့ကိုရဲရဲကြီးဖို့ပြောလိုက်ပြီးခန်းစားချက်တွေကိုဖုံးကွယ်မထားဖို့နှစ်ယောက်ကြားမှာဘာချီနှောင်မှုမှမထားဖို့ပြောလိုက်ပါတယ်။မင်းသမီးလေးကလည်းမုံကြီးအတွက်ကာပေးမယ်လို့ပြောလိုက်တော့မသိတော့ကြောင်းမင်းကြီးတယောက်ထဲသာမင်းသမီးလေးရဲ့အကကိုခန်းစားခွင့်ရှိတယ်လို့ပြောလိုက်တော့မင်းသမီးလေးကလည်းမုံကြီးအတွက်ကာပေးမယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့နှစ်ယောက်သားခရီးဆက်လာကြရင်မဟာတရိုင်းကြီးကိုရောက်လာတော့မုံကြီးကမဟာတရိုင်းကြီးကသူတို့တိုင်းပြည်နယ်နမိတ်လို့ပြောလိုက်ပါတယ်မင်းသမီးလေးကလည်းမုံကြီးနဲ့ပဲအတူနေချင်တာကြောင့်တိုင်းပြည်ကိုမပို့ဖို့ပြောလိုက်ပြီးအဝေးကိုခေါ်သွားဖို့တောင်းဆိုလိုက်ပါတယ်မင်းကြီးကိုလက်မထပ်ချင်ဘူးလို့ပြောလိုက်ပြီးအသက်ရှင်ဖို့စ조사ခဲ့တာကတိုင်းပြည်မှာကြုံဖြစ်ဖို့အတွက်လားလို့မေးလိုက်ပါတယ်ဘယ်အချိန်ရောက်မှလွတ်လပ်ခွင့်ရမှာလဲလို့မေးလိုက်ပြီးမသိမချင်းစ조사နေရမှာလားလို့မေးလိုက်တော့မုံကြီးလည်းစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်မင်းသမီးလေးလည်းတက်တည်မယ်ဆိုပြီးဓာတ်ကိုအတင်းလူကအတွေးမမဖို့ပြောလိုက်ပြီးမင်းသမီးလေးကတိုင်းပြည်အတွက်ပေးဆက်ရမှာဖြစ်တယ်လို့တိုင်းသူပြည်သားတွေအတွက်လည်းရှင်တန်ရအောင်မယ်လို့ပြောလိုက်ပါတယ်တို့တော့အသက်ရှင်နေပေးပါလို့ပြောလိုက်တော့မင်းသမီးလေးကလည်းဂရိပေးကြောင်းမုံကြီးတို့အသက်ရှင်နေမှာလို့ပြောလိုက်ပါတယ်ဂျက်တယောက်မိုင်းနေတော့ကောင်မလေးကလည်းရဲတွေရောက်လာတော့မှမို့လို့အများဆုံးထွက်ပြေးဖို့ဂျက်ကိုခေါ်သွားခဲ့ပါတယ်ဈေးထဲသွားတော့လည်းရဲတွေကိုတွေးလိုက်တာကြောင့်ဂျက်တို့လည်းရဲလက်ကလှော့အောင်အသေးအံထွက်ပြေးခဲ့ပါတယ်ဂျက်ထွက်ပြေးနေတော့ကော်ရီပြေးကတ်ထားတဲ့နေရာကိုရောက်သွားသလိုရဲတွေတိုက်ခိုက်တာကိုလည်းမနှဲရှောင်နေခဲ့ရပါတယ်ဂျက်လည်းဖနက်ချွတ်ဖို့လုံးနေတော့တစ်ဖက်ကတိုက်ခိုက်လာတာကြောင့်မနှဲလုံးအောင်ပြန်တိုက်ခိုက်ခဲ့ရပါတယ်ဂျက်လည်းနောက်တစ်ယောက်ကိုအပြတ်ကျွေးဖို့လုံးနေတော့ကောင်မလေးရောက်လာပြီးကော်စာမိသွားတာကြောင့်ဂျက်လည်းရက်နေဖို့ပြောလိုက်ပါတယ်အဲနောက်ဂျက်လည်းတဖြည်းဖြည်းစ조사ရှောက်သွားပြီးတစ်ဖက်ရန်သူကိုတိုက်ခိုက်ကကောင်မလေးကိုကယ်တင်ဖို့စ조사ခဲ့ပါတယ်ဂျက်လည်းကောင်မလေးအဝယ်စားတွေချွတ်ရင်ကိုညီဖို့လုပ်ရင်တစ်ဖက်ကလည်းဝင်ရှောင်းနေတာကြောင့်ဂျက်တော့ဖီယိုဖီရဲတွေဖြစ်ကုန်ပါတော့တယ်
လုံထွေတပ်ပုံနေကြရင်အခြေအနေမကောင်းတာကြောင့်ကောင်မလေးကသူ့ကိုကယ်ဖို့ပြောလာတာကြောင့်ချက်လဲဘောင်းမီကိုချွတ်လိုက်ပါတယ်အဲနောက်ချက်လဲကောင်မလေးကိုအင်ကြီးချွတ်မိသွားတာကြောင့်သူအင်ကြီးကိုချက်ချင်းပေးလိုက်ပြီးအောက်ကိုအတင်းဆင်းလာခဲ့ပါတယ်နောက်တစ်နေ့မှာတော့ချက်လဲပြန်ဖို့နှုတ်ဆက်နေပြီးမြေစီချောင်းတိုင်းတွားမယ်ဆိုရင်တရုတ်ပြည်ကိုနေရာတွင်းရောက်မယ်လို့ပြောလိုက်ပါတယ်ချက်လဲမကြခင်တွေးဖို့ပြန်လာမယ်လို့ပြောလိုက်ပြီးကောင်မလေးကိုနှုတ်ဆက်ကထွက်လာခဲ့လိုက်ပါတယ်နောက်တစ်ခါမှတော့ဝီလီယံတယောက်လေးပေါ်ပြန်နေတာကိုကြည့်ပြီးမစ္စတာစမစ်တို့ကလည်းအန်အောနေတယ်လို့တေချာစမ်းသက်ကြည့်လိုက်တော့မယုံနိုင်စရာကြီးဖြစ်နေတာကိုလက်ခံလိုက်ပါတယ်ခုတည်းကကြောက်တုံးကြီးပြန်တန်းနိုင်တာဖြစ်ပြီးကြောက်တုံးကပါဝင်နေတဲ့အတန်ကဘာနဲ့မှမတူတာကြောင့်တိတ်ကိုအန်အောစရာကောင်းတယ်လို့ပြောလိုက်ပါတယ်ဒီထဲမှာလည်းကော်ဖီတောင်းနိုင်တာကြောင့်ဖွဲ့စည်းတီဆောက်ပုံကိုကြည့်ပြီးတေချာလေးလာရမယ်လို့ပြောလိုက်ပါတယ်ကြောက်တုံးရှိမှကာထားလိုက်ရင်အသုံးဝင်တော်ဘူးလို့ပြောလိုက်ပြီးပြောနေရင်ကာလိုက်တာကြောင့်ဝီလီယံလည်းချက်ချင်းလဲကျသွားပါတယ်နောက်ဂျယ်လဲဖုန်းဝင်လာရော project အောင်မြင်သွားတဲ့အကြောင်းပြောလိုက်ပြီးကြံနေသေးတဲ့အရာတွေအားလုံးကိုဆက်ရှာမယ်လို့ပြောလိုက်တော့ဂျက်ကလည်းဟုတ်ကခဲလားဒါမှမဟုတ်နေဆက်ကြအဖွဲ့အစည်းလားလို့မေးလိုက်ပါတယ်နောက်ဂျက်လည်းရှီအန်ကိုတွားနေတာကြောင့်ချက်ချင်းလိုက်လာခဲ့ဖို့ပြောလိုက်ပြီးပကြီးကားကိုပါယူလာခဲ့ဖို့ပြောလိုက်ပါတယ်ရှမ်းလဲရောက်ရောဂျက်တယောက်ဓာအကြောင်းကိုမေးလိုက်တော့ချင်းမင်းဆက်လက်ထက်ကဓာတလက်ဖြစ်နိုင်ကြောင်းသိချတာချင်းမင်းဆက်လက်ထက်မှာပဲတွေ့ရတဲ့ဓာလို့ပြောလိုက်ပါတယ်ဓာကိုတေချာကြည့်လိုက်တော့ချင်းစစ်သူကြီးလက်ထက်ကဓာဖြစ်နိုင်တာကြောင့်တေချာတာတိုင်းပြည်အမွေနှင်းလို့ပြောလိုက်ပါတယ်ဂျက်လေပြတိုက်ကိုလှူဒန်းလိုက်တော့မီကီတို့ကလည်းဖောင်ဒေးရှင်းအတွက်သူတို့ရင်းနှီးထားတာမို့လို့ဒါကသူတို့နဲ့ဆိုင်တယ်လို့ပြောလိုက်ပါတယ်ကျက်လေဒါကရှီဟောင်းအမွေနဲ့ဖြစ်တာကြောင့်လူသားအလုံးနဲ့သက်ဆိုင်ကြောင်းဒါကြောင့်ပြတိုက်ကိုလှူဒန်းလိုက်တာလို့ပြောလိုက်ပါတယ်ဘလို့ပဲနေနေ project ရွယ်ချက်ကရှီဟောင်းအမွေနဲ့တွေနဲ့ဘာမှမသက်ဆိုင်ဘူးလို့ပြောလိုက်ပါတယ်ဝီလီယံကလည်းစမ်းသပ်မှုတွေမပြီးဆုံးခင်တော့သုံးပိုင်ဝင်ရှိတယ်လို့ပြောလိုက်ပြီးရှီဟောင်းအမွေနဲ့ဆိုတာကလည်းသူတို့ပိုင်တယ်လို့ပြောလိုက်ပါတယ်ဝီလီယံကလည်းဓာတ်ကိုရဖို့အတွက်သူတက်ဆွန်းဆန်ဖျားစ조사ခဲ့ရကြောင်းနောက်ပြီးတော့အောက်ခခဲတွေရလာရင်သူ့အုံးမှလားလို့မေးလိုက်ပါတယ်ဘာပဲဖြစ်ဖြစ်ရှီဟောင်းအမွေနဲ့ကိုယူဖို့စ조사တာဟာခွေးရမြောက်တာကြောင့်ပိုင်ဆိုင်ဖို့စ조사တာဆိုရင်တော့ခွင့်မလွန်နိုင်ဘူးလို့ပြောလိုက်ပါတယ်နောက်မီကီကလည်းစပွန်ဆာရှာနေတာမှတ်လားလို့မေးလိုက်ပြီးစပွန်ဆာနောက်ကိုခေါ်သွားပေးမှာမို့လို့သူ့နောက်လိုက်ခဲ့ဖို့ပြောလိုက်ပါတယ်နောက်ဝီလီယံလည်း Professor ကူကိုတွားတွေ့လိုက်ပြီး project တွေလုပ်ဖို့ငွေစိုက်ပေးခဲ့တာလားလို့မေးလိုက်တော့ Professor ကလည်းဘွဲမရခင်ကလေးကထောက်ပံ့ခဲ့တာလို့ပြောလိုက်ပါတယ်ဝီလီယံတို့ဘူဖောက်တာကိုတီးကြောင်းပြောလိုက်ပြီးတဲ့နောက်သူလည်းအရင်တော့ကအဲ့လိုမျိုးတွေစွန်စားဖူးကြောင်းဒါပေမဲ့သူအကောင်းဆုံးရှာဖွေတွေ့ရှိခဲ့တဲ့အရာဟာဝီလီယံနဲ့ကြက်ပဲလို့ပြောလိုက်ပါတယ်ဂျက်ကိုဘာလို့မောင်းနေတာလဲလို့မေးလိုက်ပြီးသူ့ကိုရောဘာလို့လိုချင်နေတာလဲလို့မေးလိုက်ပါတယ်ဂျန်နဲ့တို့အလုပ်တွဲလုပ်ဖို့ပြောလိုက်ပြီးကဘာပေါ်မှာအတော်ဆုံးသိပ္ပံပညာရှင်ဖြစ်လာအောင်ဂျက်ကတွန်းဖို့ပေးနိုင်တယ်လို့ပြောလိုက်ပါတယ်ဂျက်လည်းဥက္ခခဲအကြောင်းတွေလေ့လာပြီးတဲ့နောက်ဥက္ခခဲကတစ်ချိန်လုံးကကျင်းစာဖြစ်ခဲ့တဲ့အကြောင်းသိလိုက်ရပါတယ်ဂျက်တယောက်စာတွေလိုက်ဖတ်နေရင်တမူးမုံကြီးကိုမြင်သွားခဲ့ပါတယ်မုံကြီးလည်းပြန်လာနေတော့မင်းကြီးအကြောင်းကိုမေးလိုက်တော့တစ်ဖက်ကလည်းဖြေရမှာခန့်နေခဲ့ပါတယ်မင်းကြီးအချိန်နေမကောင်းကြောင်ပြောလိုက်သလိုခရီးဝေးကပြန်လာတဲ့တမူးဟာလည်းအသက်ရှင်စေးကိုရလာခဲ့ကြောင်းဒါပေမဲ့လမ်းမှာလူရတိုက်ခိုက်ခံလိုက်ရတယ်လို့ပြောလိုက်ပါတယ်တမူးကြီးကလည်းတပ်တွေအားလုံးထွက်ခွာဖို့ပြောလိုက်သလိုတစ်ဖက်အမှန်မင်းကလည်းမင်းကြီးသတင်းပေါက်ကြားသွားရင်အားလုံးတပ်ပြစ်မယ်လို့ကြိမ်ဝါလိုက်ပါတယ်အမှန်မင်းတွေတီတို့ပြောနေတာကိုကြားလိုက်သလိုနောက်မင်းကြီးကိုအသက်ရှင်စေးရလာပေမဲ့လမ်းမှာအလူခံလိုက်ရတဲ့အကြောင်းရှောက်တင်လိုက်တော့မင်းကြီးကလည်းအနားမှနေပြီးစောက်ရှောက်ပေးဖို့ပြောလိုက်ပါတယ်တမူးကလည်းစီးပြန်သွားယူဖို့လုပ်ပေမဲ့အမှန်မင်းကမသွားဖို့တားလိုက်ပြီးတမူးထွက်သွားမယ်ဆိုရင်လုံခြုံရေးအားနေသွားတာကြောင့်မင်းကြီးအနားမှာပဲခါစားဖို့ပြောလိုက်ပါတယ်မင်းကြီးအချိန်နေမကောင်းတာကြောင့်ကုသဖို့လုံနေတဲ့တဲ့ရင်ကိုမင်းသမီးလေးကြားသွားပြီးအချိန်နေတွေကိုစောင့်ကြည့်နေခဲ့ပါတယ်မင်းသမီးလေးလည်းတမူးကြီးကိုဆက်ဆက်ပြန်လာဖို့ပြောလိုက်တော့တမူးကလည်းအသက်ရှည်စေးကမင်းကြီးအတွက်ရောမင်းသမီးလေးအတွက်ရောအရေးကြီးတယ်လို့ပြောလိုက်ပါတယ်တမူးကြီးလည်းရမတ်တွေကိုရွေးခေါ်သွားပေမဲ့ရမတ်တွေအားလုံးကတေးတဲ့အထိတမူးနဲ့အတူတိုက်ပွဲဝင်ကျင်တယ်ဆိုပြီးတောင်းဆိုလာတာကြောင့်တမူးမျက်ရည်ဝဲခဲ့ရပါတယ်တစ်ဖက်ရန်သူကလည်းအသက်ရှည်စေးကိုပေးဖို့အတင်းတောင်းဆိုနေတာကိုတစ်ဖက်ကတမူးကြီးမုံကြီးကလွဲရင်အခြားသူကိုပေးနိုင်ဘူးလို့ပြောလိုက်ပါတယ်ရန်သူကလည်းမင်းကြီးအမိတ်ပေးတာကိုမနာခံရင်တေးရမယ်လို့ပြောလိုက်ပြီးတိုက်ခိုက်ဖို့အမိတ်ပေးလိုက်ပါတယ်နှစ်ဖက်ကလည်းအပြင်းထန်တိုက်ခိုက်နေကြသလိုဓားလန်မျိုးစုံသုံးပြီးသူနိုင်ကိုနိုင်ချနေကြရင်တန်မူးကြီးဟာလည်းအမြန်ပြေးလာခဲ့ပါတယ်ရမတ်တွေအလူးလဲတိုက်ခိုက်နေတော့တန်မူးကြီးကလည်းမင်းကြီးအမိတ်ပါလာတာကြောင့်ရန်သူတပ်တွေကိုချက်ချင်းရုပ်သိမ်းဖို့အမိတ်ပေးလိုက်ပါတယ်ဒါကိုရန်သူဘက်ကလည်းအမိတ်တူးဆိုပြီးမယုံမဲဆက်တိုက်ဖို့ပြောတော့တန်မူးမုံကြီးလည်းစိတ်တူသွားပြီးချက်ချင်းတိုက်ပွဲတွေဝင်လိုက်ပါတယ်တန်မူးမုံကြီးလည်းရန်သူတန်မူးကြီးနဲ့ထိတ်တိုက်တွေးလိုက်ပြီးနှစ်ယောက်သားသူနိုင်ကိုနိုင်ဓာချင်းရှင်မာတော့တယ်နောက်ရန်သူတပ်မူးကိုလဲချလိုက်ပြီးမြင်းနဲ့စောက်ကန်ကအနိုင်ယူလိုက်ပြီးအခြားရန်သူရဲမတ်တွေကိုဆက်လက်တိုက်ခိုက်နေပါတယ်
နောက်တန်မှုမုံကြီးလည်းဒဏ်ရာရနေတဲ့ရမ်းမတ်ကိုကယ်လိုက်ပြီးအခြားတပ်သားတွေကအန်ဒီရများတာကြောင့်ခန်းတန်းနောက်ကနေတန်မှုမုံကြီးကိုထွက်ပြေးလာတော့တစ်ဖက်ရန်သူကလည်းလေးနဲ့လှမ်းပြစ်လိုက်တာကြောင့်တန်မှုမုံကြီးရဲ့မြင်းလေးကိုထီသွားခဲ့ပါတယ်နောက်ရန်သူတွေအားလုံးဝိုင်းလိုက်ပြီးတန်မှုမုံကြီးတို့ကိုမြားနဲ့ဝိုင်းပစ်တာကြောင့်တန်မှုမုံကြီးလည်းမြင်းပေါ်ကနေလဲကျသွားပါတယ်နောက်တော့တန်မှုမုံကြီးလည်းတိုးတက်ကိုစရေးလိုက်ပြီးတန်မှုတယောက်ကိုမင်းကြီးတို့အသက်ရှိစေတွားပေးခိုင်းလိုက်ပြီးမင်းသမီးလေးကိုကာဝယ်ဖို့ပြောလိုက်ပါတယ်တန်မှုလည်းသူ့မြင်းလေးဆုံးသွားတာကြောင့်စိတ်မကောင်းဖြစ်နေရင်တစ်ဖက်မှလည်းဂျက်တယောက်အိမ်မောကြားနေတော့ဝီလီယံရောက်လာခဲ့ပါတယ်ဝီလီယံလည်းတောင်းပန်လိုက်ပြီးဂျက်အတွက်မင်းသမီးလေးပကြီးကားကိုပေးလိုက်ပြီး project အတွက်လုပ်ငန်းပြန်စဖို့ပြောလိုက်ပါတယ်နောက်ဂျက်တို့နှစ်ယောက်သားချက်ချင်းမီတာ200လောက်ဝေးတဲ့ရေတကုံကိုခရီးထွက်လာခဲ့ပါတယ်ရေတကုံနောက်မှာဂူတစ်ခုရှိတယ်လို့ပြောလိုက်တော့ဂျက်ကလည်းညှင်လုံးတာကြောင့်အန်ဒီရများကြောင်းဒါပေမဲ့ခရီးရဲ့ရွာသားတွေဝင်ကြည့်ပြီးတဲ့နောက်ပိုင်းအခုလိုမျိုးမိုးဆရွာတာလို့ပြောလိုက်ပါတယ်ဒါပေမဲ့အဲ့ရွာသားတွေပြန်မထွက်လာနိုင်ကြဘူးလို့ပြောလိုက်ရင်ဂျက်လည်းဂူထဲကိုဝင်ဖို့စူးစမ်းရင်အထဲရောက်ရင်ဆက်သွယ်မယ်ဆိုပြီးဝီလီယံကိုဂရီပေးလိုက်ပါတယ်ဂျက်တယောက်အထဲကိုရောက်သွားတော့လေတေလူနီဝါနာကျင်ခံစားရကြောင်းပြောလိုက်ပြီးလူလောက်ထားတဲ့ဂူတစ်ခုကိုတွေ့ကြောင်းပြောလိုက်ပါတယ်ဂျက်တယောက်အပေါ်ကိုတက်လာတော့အပြင်ကမိုင်းဖောက်ခွဲတဲ့အချိန်ကြောင့်မေလဲသွားပါတယ်ဂျက်မေလဲနေတော့မင်းသမီးလေးရောက်လာပြီးဂျက်တယောက်ပြန်လဲသတိရလာရောဘေးနားကနေမုံကြီးလို့ခေါ်နေတာကြောင့်အံ့ဩသွားပါတယ်မုံကြီးရဲ့အော်ဆွန်းမာလို့ပြောလိုက်တော့ဂျက်လည်းချက်ချင်းထားလာပြီးတကယ်ပဲစောင်းနေတာလားလို့မေးလိုက်ပါတယ်မင်းသမီးလေးကလည်းအသက်ရှင်မယ်လို့ဂရိပေးထားတာဂရီတီကြောင်ပြောလိုက်ပြီးမုံကြီးကဂရီအတိုင်းပြန်လာတာလဲဝမ်းသာတယ်လို့ပြောလိုက်ပါတယ်တစ်ဖက်မှာလည်းဝီလီယံတို့ကအထဲကိုဝင်လာပြီးဂျက်ကိုလိုက်ရှာနေသလိုဒီနေရာကဂျက်အိမ်မက်ထဲကနေရာဖြစ်တယ်လို့ပြောလိုက်ပါတယ်ဂျက်တယောက်လည်းအပြင်ထွက်လာတော့မင်းသမီးလေးနဲ့အတူပြန်တန်းခွင့်ရလိုက်တာကြောင့်ပြောနေသလိုမင်းသမီးလေးလည်းအနားမှာနေခွင့်ရတာကြောင့်ဝမ်းသာမဆုံးဖြစ်နေခဲ့ပါတယ်ဂျက်လည်းမင်းသမီးလေးကိုကြက်ကြက်ပေါအောင်ထွေးပိုက်ဖတ်ထားတာကြောင့်မင်းသမီးလေးကလည်းချစ်သူနာနေခွင့်ရတာကြောင့်အတိုင်းတာမသိပြောနေခဲ့ပါတယ်အဲ့အချိန်ရဲမတ်တွေဝင်လာပြီးတိုက်ခိုက်တာကြောင့်နှစ်ယောက်သားတယောက်တနေရာကွဲသွားသလိုရဲမတ်လည်းဂျက်ကိုတိုက်ခိုက်လိုက်ပါတယ်ဂျက်လည်းတိုက်ခိုက်နေရင်လက်နဲ့ကျိုးသွားတာကြောင့်လက်ကိုတုံပြီးချနေတော့မင်းသမီးလေးရောက်လာပြီးဂျက်ကိုမတိုက်ခိုက်ဖို့ပြောလိုက်ပါတယ်မင်းသမီးလေးကတန်မိုးမုံကြီးဖြစ်တာကြောင့်မတိုက်ခိုက်ဖို့ပြောလိုက်တာကိုတစ်ဖက်ကလည်းတန်မိုးမုံကြီးကတိုင်းရန်တော်တာကြောင့်ဖြစ်နိုင်ဘူးလို့ပြောလိုက်ပါတယ်နောက်တန်မိုးမှသိသွားရောချက်ချင်းခါရောပြုတ်လိုက်ပြီးတန်မိုးအမိတ်ကိုနာခံကြောင်းမင်းသမီးလေးနဲ့အတူတန်မိုးကိုစောင့်နေတာလို့ပြောလိုက်ပါတယ်တစ်ဖက်မှာလည်းမစ္စတာကိုတို့ကရေဆွဲအားမရှိတဲ့ပြန်တန်းချင်းကိုရှာဖွေနိုင်သွားပြီးဂျက်ကိုလိုက်ရှာနေခဲ့ပါတယ်တမိုးမုံကြီးလည်းရမ်းမတ်ဆုံးသွားတာကြောင့်ဂျန်သူကိုပြေးထိုးတက်လိုက်ပြီးစတင်စိန်ခေါ်လိုက်ပါတယ်စစ်တီတော်အပေါင်းကိုတမိုးတယောက်တိုက်ခိုက်နေတာကြောင့်စစ်တီတော်တွေလည်းအနာမကပ်ပဲတက်ဆုပ်သွားတာကြောင့်ဂျန်သူတမိုးကလည်းကြံစစ်တီတော်တွေချက်ချင်းတက်ချီခိုင်းလိုက်ပါတယ်နောက်တော့တန်မိုးလည်းအင်အားမမျှတာကြောင့်ရန်သူတွေကိုတိုက်ခိုက်ရင်အသက်ပေးခဲ့ရပါတယ်တန်မိုးကိုခေါင်းဖျက်လိုက်ကြောင်းပြောလိုက်တော့မင်းသမီးလေးယောက်ရဲမကရောမယုံနိုင်ဖြစ်နေပြီးဂျက်ကိုဘယ်သူလဲလို့မေးလိုက်ပါတယ်အဲ့ချိန်မိုင်းဖောက်ခွဲလိုက်ပြီးဝီလီယံတို့ဝင်လာရင်တေချင်းရှေ့ချင်းရောထွေးနေတဲ့နေရာကိုမြင်လိုက်တာကြောင့်အံ့ဩသွားပါတယ်ချင်းမင်းကြီးကအုတ်ကကဲကိုတုံးပြီးအလေးချိန်မရှိတဲ့နေရာတစ်ခုကိုဖန်တီးခဲ့တာကိုဝီလီယံတို့ရှာတွေ့သွားခဲ့ပါတယ်ဂျက်ကလည်းရန်သူတွေကိုတိုက်ခိုက်နေသလိုမစ္စတာကူတို့ကလည်းမင်းသမီးလေးကိုတွေ့သွားပြီးမတိစေးပမာလဲလို့မေးနေပါတယ်တမူးနန်းကုံလည်းရောက်လာပြီးမစ္စတာကူကိုတိုက်ခိုက်ပေမဲ့လည်းမတိုက်ခိုက်နိုင်သလိုတစ်ဖက်မှာလည်းဝီလီယံကပလဲနဂါကိုတွေ့သွားပြီးပလဲနဂါသာရွှေ့သွားရင်နေရာပျက်စီးမယ်ဆိုတော့ကိုလည်းတည်သွားပါတယ်ဂျက်လည်းရန်သူကိုရှင်းလို့ပြီးသွားရောမစ္စတာကူကိုလာတိုက်ခိုက်လိုက်ပြီးမင်းသမီးလေးကိုကာကွယ်မယ်လို့ဂရီပေးလိုက်ပါတယ်နောက်တော့နှင်းပလဲကပြုတ်ကျသွားပြီးတောင်နေရံတွေကလည်းစတင်ပြိုကျနေတာကြောင့်ကျက်လဲမင်းသမီးလေးကိုဒီနေရာကနေခေါ်သွားပေးမယ်လို့ပြောလိုက်ပါတယ်ကျက်တို့ထွက်ပြေးလိုက်ရင်ဝီလီယံကိုကယ်ဖို့လုပ်ပေမဲ့အချိန်နှောင်းသွားသလိုဝီလီယံကလည်းအမြဲတမ်းတငယ်ချင်းတွေလို့ပြောလိုက်ပြီးသူသူတေသနာလေးကိုအပိသက်ပေးဖို့ပြောလိုက်ပါတယ်နောက်တော့ဂျက်လဲစီးတွေချားသွားတာကြောင့်မင်းသမီးလေးကိုမကယ်နိုင်တော့ပဲတစ်ဖက်မှာလည်းဂူပေါက်ပိတ်တော့မှာကိုစိုးတာကြောင့်အပြင်ကိုအမြန်ပြေးထွက်လာခဲ့ပါတယ်မစ္စတာကူလည်းမတေသေးကိုယူဖို့လုပ်နေတော့ရဲမတ်ကလေကားပေါ်ကနေအတင်းဆွဲချလိုက်တာကြောင့်အောက်ကိုပြုတ်ကျသွားခဲ့ပါတယ်ဂျက်တယောက်အပြင်ကိုပြန်ရောက်လာတော့သူတေသနာတွေဆက်လို့ရင်ဘဝကိုအေးချမ်းစွာဖြတ်သန်းနေထိုင်သွားပါတယ်